ဒီနေ့ကတော့ဒီပန်းလေးတစ်မျိုးကိုဆွဲတက်သွားတာနဲ့တည့်ရတင်စရာမလိုဘူးပေါ့နော်ဒီရှယ်ကတော့ဒီပန်းလေးကိုတည့်ရပန်းလို့နာမည်ပေးထားတယ်အချွန်ပန်း၅ဘက်ပန်းမှာအပေါ်လေးမှာလဲချွန်မယ်အောက်လေးမှာလဲချွန်မယ်ဒါလေးကိုဆွဲတက်ဖို့တော့အရေးကြီးရနော်သူကဒီစုပ်ချက်ကိုနိုင်သွားတဲ့လူကတပြင်းပန်းနေဆွဲတဲ့အချိန်လွယ်လာလိမ့်မယ်ဘယ်လိုဆွဲမှလဲဆိုရင်ဒီမဲ့တေချာလေးနော်ဒီပုံစံလေးကနေမှ3ချက်ဆိုရင်တည့်ရဖြစ်ရမယ်စုပ်တန်အဖိဖို့ပါပါပြီဒီမဲ့ပညာသားပါလာပြီနော်စုပ်တန်အဖိဖို့ပါမယ်ထိတ်အပေါ်ချွန်မယ်အောက်ချွန်မယ်ပေါ်3ဘက်ပြီးရင်ဒီမဲ့အောက်က2ဖက်လာမယ်နော်5ဘက်ပန်းဆွဲတဲ့ frame တိုင်းပဲသွားမယ်စာအုပ်ကိုမလဲပါအောင်နော်ချွန်ပန်းလို့လည်းခေါ်တယ်တည့်ရပန်းလို့လည်းခေါ်တယ်နော်နှစ်ချက်အဓိကဒီထိတ်လေးလေးချွန်ရမယ်အောက်လေးကလည်းဖင်ချွန်ချွန်လေးဒီပန်းများလေးကျင်းနော်ဒီပန်းကိုရသွားတဲ့လူကတည့်ရပြန်လေးကျင်းစရာမလိုနောက်တချို့စုပ်ချက်တွေမှာဒီပန်းဆွဲတဲ့စုပ်ချက်နဲ့တူတဲ့ပန်းတွေအများကြီးရှိတယ်ပေါ့သူ့ကိုရသွားတဲ့လူကပိုလွယ်လာလိမ့်မယ်ဒီပြင်ပန်းတွေမှာဆွဲတာကတော့5ဘက်ပန်းလိုပဲအပေါ်3ပွင့်အောက်2ပွင့်ဆွဲမယ်နော်ဟုတ်ချွန်ချွန်လေးချဖိပြီးတော့မှဘေးကိုဝိုင်းလိုက်တခါဒီမဲ့နည်းနည်းလေးပူချင်တော့တလိုက်3ချက်ပဲတည့်ရွက်3ချက်ကို3ချက်တက်ပူမဆွဲအောင်နော်